မင်္ဂလာပါရှင် Forgano Vlog ကနေပြီးတော့ကြိုဆိုပါရစေ Forgano ဆိုတာက online school တစ်ခုဖြစ်ပြီးတော့ကျမတို့ရဲ့ဆရာဆရာမတွေကကမ္ဘာနေရာအနှံ့အပြားကနေပြီးတော့သင်ကြားပေးနေကြတာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ကျောင်းသူကျောင်းသားအများစုကတော့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကနေတက်ရောက်ကြတာဖြစ်ပြီးတော့ Forgano ရဲ့လက်ရှိရုံးချုပ်ဟာဆိုရင်လည်းထိုင်းနိုင်ငံမဲဆိုင်မှာတည်ရှိနေတာဖြစ်ပါတယ်ရှင် Forgano မှာလက်ရှိလုပ်ဆောင်နေတဲ့ program ၄ခုရှိပါတယ်program တွေကတော့ GED program, full education program နဲ့ language program ပြီးတော့ preschool program တွေပဲဖြစ်ပါတယ် GED program မှာဆိုရင်တော့ဘာသာရပ်၄ခုကိုသင်ယူရမှာဖြစ်ပြီးတော့ဖြည့်ဆို့အောင်မြင်သွားတယ်ဆိုရင်တော့ American High School Diploma နဲ့ညီမျှတဲ့လက်မှတ်ကိုရရှိမှာဖြစ်ပါတယ်ရှင် full education program မှာဆိုရင်တော့ KG ကနေပြီးတော့ pre-GED level အထိတက်ရောက်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်အင်္ဂလိပ်စာ reading, writing တို့အပြင် math, science, chemistry, geography အစရှိသဖြင့်အတန်းတွေလည်းသင်ယူရမှာဖြစ်ပါတယ်အဲ့ဒီအတန်းတွေအပြင် conversational class တွေကိုပါအကြောင်းကြောင့်ပါရအနေနဲ့တက်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်နောက်ထပ် program တစ်ခုကတော့ language program ဖြစ်ပြီးတော့လက်ရှိမှာဆိုရင် Japanese language, Korean language နဲ့ Burmese language တွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့နောက်ဆုံး program ကတော့ preschool program ဖြစ်ပြီးခုလက်ရှိမြန်မာနိုင်ငံမှာမူကြိုကျောင်းတစ်ကျောင်းဖွင့်လှစ်ထားလျက်ရှိပါတယ်ရှင်ဒီကနေ့မှာတော့ Forgano မှာရလာကောင်းလေးပိုင်ဆိုင်ထားတဲ့ကျောင်းသူနဲ့သူ့ရဲ့မိဘတွေကဘယ်လိုမျိုးဒီစာလေ့လာဖို့အတွက်ကြိုးစားအားထုတ်ကြတယ်လဲဆိုတာနဲ့ပတ်သက်တဲ့ study tips ကလေးတွေကိုမေးမြန်းရင်းနဲ့ feedback တောင်းတော့မှာဖြစ်ပါတယ်ရှင်Hello ဝတ်တန်းမမီမင်္ဂလာပါဝတ်တန်းမမီလည်းမင်္ဂလာပါရှင်မင်္ဂလာပါတီချာဟုတ်ကဲ့ဒီနေ့တွေ့ရတာဝမ်းသာပါတယ်ဝတ်တန်းတီချာတို့ဒီ Forgano မှာတက်နေတာဘယ်လောက်ကြာပြီလဲမင်း9လတီချာ9လလောက်ရှိပြီเนาะပြီးတော့မမီကအခုအသက်ပြန်တက်လဲပေါ့เนาะမမီရဲ့အသက်နဲ့မမီအခုလက်ရှိတက်နေတဲ့အတန်းဒီဘာသာရပ်တွေပြောပြပေးလို့ရမလား Yes teacher မမီအသက်73နှစ်ပါတီချာမိဒီခုဘာသာ9ဘာသာတီရှယ် reading third grade reading ရယ် second grade နဲ့ third grade writing ပြီးရင် third grade နဲ့ fourth grade math ပြီးရင် second grade science နဲ့ intro ပါတီရှယ်ဆိုတော့မမီကလောလောဆယ်အတန်း9တန်းတက်နေတာပေါ့နော်ဆိုတော့ဒီချေတို့ကအခုမမီက second grade နဲ့ third grade နဲ့နှစ်ခုလုံးတက်ခိုင်းထားတာပေါ့နော်ဘာလို့လဲဆိုတော့မမီကစရောက်ခါစားတော့ဒီချေတို့က second grade မှာထည့်ပြီးတယ်ပြီးတော့ second grade မှာမမီကရလက်အရန်ကောင်းတယ်ပေါ့နော်ကောင်းတော့ဒီချေတို့က3တန်းရောနိုင်မလားဆိုပြီးတော့ထည့်ကြည့်တာအခုတစ်ခေါက်ပေါ့နော် parent meeting ကြီးအစည်းအဝေးပြီးလို့ရှိရင်3တန်းမှာမမီကလုံးဝပြည့်တယ်ဆိုပြီး share က second grade ကိုဖြုတ်လိုက်ပါအဲကြရင်မမီက3တန်းမှာပဲဆက်တက်ရုံပဲเนาะ second grade တက်နေအဲ့ဒီကြရင်တော့တက်စီရမလို့တော့ပါဘူးဟုတ်ကဲ့ပါဆိုတော့မမီကအတန်း9တန်းတောင်တက်တာဆိုတော့တရက်ကိုအတန်းချိန်ညညဘယ်နှချိန်လောက်တက်ရလဲမီteacher Tuesday နဲ့ Thursday ဆိုရင်ဒီတနေ့ကို4ချိန်တက်ကပါ teacher Monday ဆိုရင်တော့3ချိန်ပြီးလို့ရှင် teacher Wednesday ဆိုရင်2ချိန် Friday ဆိုရင်တော့1ချိန်နဲ့ teacher ဆိုတော့မြတ်တရက်ကိုပြန်မြเนาะ2ချိန်3ချိန်လောက်တက်ရတယ်သဘောပေါ့เนาะ Tuesday နဲ့ Thursday ကတော့အတန်းချိန်တွေတူလာတယ်เนาะဆိုတော့အခုဒီရှိအတန်းတွေအကုန်လုံးက online ပဲလေเนาะပြီးတော့မမီလက်တက်တာ4-5လရှိပြီဆိုတော့ဒီအတန်းတက်တဲ့အခါမှာဘလို့အခက်အခဲမျိုးလေးတွေတွေ့ရလဲမျိုးရှိနေတယ်ဒီချက်အခက်အခဲကတော့ဒီချက်လိုင်းမကောင်းတာတို့လိုင်းကြတာတို့ပဲရှိပါတယ်ဒီချက်တို့ရှင်းတဲ့အချိန်မှာလိုင်းကြသွားလို့ရှိရင်ဒီချက်ရှင်းပြတဲ့အချိန်မှာအဲ့လိုမျိုးမေးရကြတော့တိတ်အဆင်မပြေဘူးပေါ့ဒီချက်လိုင်းကြသွားလို့ရှိရင်ဒီချေတို့ရှင်းလိုက်တာဒီချာမကြားလိုက်ဘူးပြီးရင်ပြန်မေးလို့ရှိရင်လည်းဒီချေတို့ကမကြားနဲ့เนาะအဲ့လိုမျိုးလေးအခက်အခဲတော့ရှိရပါတော့ online ဆိုတော့ဒါမဲ့ပြီးလို့ရှိရင်မမီးကဒီချေတို့ကို recording တော့ပြန်လုပ်တယ်เนาะဆိုတော့ recording ပြန်ကြည့်လို့တော့ရတယ်เนาะ Yes teacher အခုအတန်းမှာပေါ့နော်နှစ်တန်းလဲတက်နေတယ်ဆိုတော့လေဒီတက်နေတဲ့အခါမှာမမီးအနေနဲ့ပေါ့နော်အကြောင်းကြံပေးချင်တာဒါမှမဟုတ်ဆရာဆရာမတွေကိုဒီချေတို့ဗာလေးလုပ်ပေးရင်ကောင်းမယ်ဒီဆိုပိုကောင်းမယ်ဆိုပြီးတော့အကြံပေးချင်တာတခုခုရှိလာပြီ No teacher မရှိပါဘူး teacher ဟုတ်ကဲ့ဒီမှာတခုခုရှိရဲဆိုလို့ရှိရင်မမီးတချေတို့အချိန်ပေါ်နေပြီးတော့ပြောပြရတယ်เนาะဆိုတော့မမီးအခုတက်နေတဲ့ဘာသာရက်တွေထဲမှာဘယ်ဘာသာကိုအကြိုက်ဆုံးလဲပြီteacher English စာ teacher အဲ့လို intro writing တို့ teacher English ဆိုရင်အကုန်ကြိုက်ပါတယ် teacher မမီးကအင်္ဂလိပ်စာကြိုက်တာအင်္ဂလိပ်စာ reading writing အရေးကြိုက်တယ်ပေါ့
အဲ့ဆို math နဲ့ science teacher တို့တော့တိုင်အောင်ဝတ်တန်းကြိုက်ပြီးပြောတယ်ဟုတ်လားဝတ်တန်းကျေးဇူးတင်ပါတယ်ဆိုတော့ကျမတို့ပေါ့နော်ဒီဝတ်တန်းကဒီ9လတက်ပြီးတဲ့အခါမှာကလေးရဲ့အခြေအနေကိုကြည့်တော့သူကအမှတ်တွေလည်းအရင်ကောင်းတယ်ပေါ့နော်အမှတ်တွေလည်းအရင်ကောင်းတယ်အတန်းတက်တဲ့အချိန်မှာလည်းသူအာယုံစူးစိုက်မှုအပြည့်ရှိတယ်ပြီးရင်ဆရာမတွေနဲ့အပြန်အလှန်ပြောဆိုဆက်ဆံမှုပေါ့နော်တခုခုမေးလိုက်ပြီးဆိုရင်လည်းကြွကြွအဲ့လိုမျိုးပြန်ဖြေပေးတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကလေးကဒီလိုမျိုးအတန်းတွေတက်တဲ့အခါမှာအဆင်ပြေအောင်ပြီးရင်သူအိမ်စာဆိုလို့ရှိရင်လည်းစနစ်တကျနဲ့လုံးဝအချိန်မှန်မှန်ထပ်တယ်ပေါ့နော်ဘာမှပြောစရာမရှိဘူးဆိုတော့ဒီကလေးကလည်း73နှစ်ပဲရှိသေးတယ်ဆိုတော့ဒီလိုမျိုးစနစ်တကျအစားလည်းမှန်မှန်လုပ်အောင်เนาะအမြဲတမ်းလည်း active ဖြစ်နေအောင်ညမမေတို့အနေနဲ့ရောလိုပံပိုးပေးရတယ်ဗာညီပေးရလဲဆိုတော့ဒီနေ့မိဘတွေကိုတစ်ချက်ညဝေပေးစေလိုပါတယ်ရှင်ဟိုတမီးလေးကဖောက်ကနေကိုစ join တော့ကြတော့နည်းနည်းတော့ခက်ခဲတော့ရှိပါတယ်ဘာလို့ဆိုတော့သူ့အိမ်မှာကြတော့တမီးလေးကိုဖုန်းတွေပါပေးမသုံးတော့တမီးလေးကဖုန်းစာရိုက်တာကစလိုင်းသုံးတာပါဆိုတမီးလေးကအကုန်လုံးအစိမ်းဖြစ်နေတော့လေစိတ်သက်သက်ကြီးဖြစ်နေတော့တော်တော်ခက်ခဲရှိတယ်အဲ့ဒါတွေကစသိမိရပါတော့ Google Meet တို့အဲ့လိုမျိုးဒီချက် Google နဲ့ပတ်သက်တဲ့ဟာဆိုရင်လည်းစတဲ့တော့တော်တော်လေးတော့ဘေးကနေဝိုင်းကူပေးရတယ်ပေါ့နောက်ပြီးတော့သူ့အဓိကတော့ဒီချက်တို့တင်တဲ့အချိန်မှာဒီချာလိုက်နားထောင်ခိုင်းပြီးတော့နှုတ်ဒီချာမှခိုင်းတယ်ပြီးတော့နားမလဲလို့ရှိရင်ဒီချက်တို့နည်းနည်းစာသင်ပြီးတဲ့အချိန်တော့မှမေးခိုင်းတာတော့လောက်ခိုင်းတယ်ပေါ့နော်တခြားဒီချက်တို့စာသင်တဲ့အချိန်ဆိုရင်စိတ်နှောက်ယှက်ဖြစ်မှာတို့လိုမျိုးလဲစိုးတယ်လေကလေးလေးလည်းတော့စာမေးရမှာသူကနည်းနည်းကြောက်တယ်ဒီချက်တို့စာမေးဒီချက်တို့မြန်စိတ်နှောက်ယှက်ဖြစ်သွားမလားဆိုသူကအမြဲကြောက်တယ်စာမွဲမွဲကိုလည်းသူကကြောက်တယ်ဆရာမတွေကိုလည်းကြောက်တယ်အဲ့လိုဖြစ်နေတယ်မျိုးဟိုအဓိကတော့သူစတက်တယ်ကသူကဖုန်းကင်တဲ့ဘိုင်းမကျွမ်းကျင်တော့အဲ့အနေစပြီးတော့အကုန်သိမိရပါတော့။နောက်ပြီးတော့အဓိကသူ့ကိုအိမ်စာတနေ့စာတနေ့ကိုပုံမှန်ဖြတ်ခိုင်းပါတယ်ပြီးတော့ကြက်ဆရာရှိရည်ဆိုမနဲ့စောစောလေးထားချက်ခိုင်းတယ်တင်ချာလေးဆိုလို့ရှိရင်လည်းအကြောင်းပေးရဆိုပြန်တွက်ခိုင်းတယ်အိမ်စာတွေကိုတော့အများတန်းကြံမှာဆိုလို့သူ့ကိုတနေ့ကို3-5ခါလောက်တစ်ချက်ပြောသလိုပဲအဲ Telegram ကိုသွားကြည့်ခိုင်းပြီးတော့စစ်ခိုင်းရတယ်သူမမေကဒီမမေကိုပေါ့နော်အိမ်စာတွေနေတိုင်းတစ်နေ့စာတစ်နေ့ပြအောင်လုပ်ခိုင်းတယ်ပြီးရင်စာချက်စရာ memorize လုပ်စရာတွေဆိုရင်မနက်စောစောထားပြီးတော့ချက်ခိုင်းတယ်ပိတ်ရက်တွေဆိုလို့ရှိရင်လည်းသူ့ကိုတွက်စာတွေကိုပြန်ပြီးတော့ပြန်တွက်ခိုင်းတယ်ပေါ့နော်သင်ပြီးသားဟာတွေကိုပြီးတော့မမေကိုဒီအတန်းပြီးလို့ရှိရင်နားမလည်တဲ့ဟာတစ်ချက်တွေကိုလာပြီးတော့မေးဖို့လဲအားပေးတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ကဲကြည့်အရှင်ဟုတ်ကဲ့ပါကျမတို့ကအရန်အားရတယ်သူကိုယ်တိုင်ရလဲစာလို့ခြင်းနဲ့စိတ်ရှိတယ်ပေါ့နော်ဆိုတော့မိကလည်းဒီတိုင်းလေးပဲဆက်ပြီးကြိုးစားပါမမေတို့ကလည်းဒီတိုင်းလေးပဲဆက်ပြီးတော့ထောက်ပံ့ပေးပါလို့တောင်းဆိုပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုမမေတို့အနေနဲ့ရောဒီ Forget Not အကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာမတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သင်ကြားတဲ့တော့အတန်းတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်တခုခုအကြံပေးချင်တာပြရှိပါသလားရှင်မေးချင်တာမရှိပါဘူးဒီချက်အကုန်အဆင်ပြေပါတယ်ဒီချက်တို့ဒီလိုစိတ်ချလက်ချသင်ပြီးလို့လဲသမီးလေးကအခုလိုအများကြီးတိုးတက်လာပါလိမ့်ရှင်နော်တခုပဲသမီးလေးကဟိုသူကစာမေးရအကြောက်တော့တခါကြလို့ရှိရင်သူကမိကနေကြလို့ရှိရင်မေးတော့မယ်ဆိုပြီးတော့နည်းနည်းလေးကြာပါလားတို့သူကတခါကြရင်ဒီချက်တို့မမကြောက်လို့စာရေးလို့ရှိရင်နည်းနည်းစကားပြောမှားမလားဆိုရေးလိုက်ဖြက်လိုက်အဲ့လိုကြားတဲ့ဟာလေးတော့ရှိရင်ဒီချက်တို့လည်းတီးခံပေးပါလို့ရပါတယ်လို့เนาะဒီချက်တို့ကိုစာရိုက်ပို့တာဖြစ်ဖြစ် voice message ပဲဖြစ်ဖြစ်เนาะဒီချက်တွေအကုန်လုံးကိုအချိန်မရွေးစာမေးလို့ရတယ်เนาะတခါစာမေးလို့မှဒီချက်တယောက်ကရှင်းပြတယ်နားမလည်ဘူးဆိုနောက်တစ်ခေါက်ထပ်မေးလို့ရပါတယ်เนาะဒီချက်တို့ကစာမေးတဲ့ကလေးတွေဆိုအရန်သဘောကျတယ်စိတ်ဆိုးမှမဟုတ်ဘူးเนาะဘာလို့ဆိုတကယ်ဝတ္တန်ရဲ့ကျမတို့လည်းစာလာမေးတယ်ပေါ့เนาะသူစာမေးရတာကြောက်တယ်ဘာညာပြောပေးမယ်ပေါ့เนาะဒီ Telegram မှာသူစာအမြဲတမ်းလာမေးတာလည်းတွေ့ပါတယ်ဆိုတော့အရန်ကြည်နဲ့အားရတယ်เนาะဝတ္တန်တက်ပတ်သက်ပြီးတော့ဆိုတော့ဒီတိုင်းလေးဆက်ပြီးတော့ကြိုးစားပေးပါရှင်ပြီးတော့မမေတို့အနေနဲ့ရောဝတ္တန်အနေနဲ့ရောတခုခုအစမပြေတာဒါမှမဟုတ်တခုခုအပူညီတူတာတခုခုအကြံပေးချင်တာဆိုလို့ရှိရင်အချိန်မရွေးတော့ကျမတို့ဆရာမဘယ်သူ့ကိုမဆိုဆက်သွယ်ပြီးတော့ပြောလို့ရပါတယ်เนาะကဲပါ teacher Yes teacher ကဲပါရှင်ကဲဒါဆိုရင်ဒီနေ့တခြားရောပြောချင်တာရှိလို့တင်ပါရှင်တခြားတော့မရှိပါဘူး teacher သမီးလေးကတော့ teacher တို့ရဲ့လွှမ်းမိုးမှုအများကြီးသူကခံရတယ်အိမ်မှာဆိုရင် teacher တို့စာသင်တဲ့ပုံစံတွေနဲ့ live ဆော့တယ် teacher ပုံစံနဲ့လှုပ်ဆော့တယ် teacher ကစိတ်ပုံစံနဲ့လှုပ်ဆော့တယ်သူစကားပြောလို့ kind of like this တို့ပါအဲ့လိုလည်းပြောတယ် teacher ပုံစံတွေရောဟိုဗာ teacher တဘိုးရာပုံစံတွေလည်းပကြီးလည်းဆွဲတယ်သူကအကုန်လုပ်တယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒါဆိုကျမတို့အဲ့လိုလေးကြားရတော့ပေါ့နော်ဝမ်းသာပါတယ်အခါလေးလဲသူကဒီသူ့ရဲ့ဒီနေ့ဘာတွေလုပ်တယ်ဘာညာဆိုပြီးလှမ်းပြီးတော့ sharing လုပ်တယ်ပေါ့နော်ဒီချိန်မှာဟိုလိုမိဘနဲ့ပဲဖုန်းပေးသုံးတော့ teacher တို့နဲ့သမီးလေးကပြောမယ်စကားပြောပေါ်က teacher တို့ပဲရှိတယ်ပြင်တာဖုန်းနဲ့
ကဲ့ဟုတ်ကဲ့အဲ့ဒါကောင်းပါတယ်သူကငယ်လေးငယ်သေးတော့လေကဲပါဒါဆိုရင်တော့ညီမတို့ဒီနေ့တော့ဒီလောက်ပါပဲဒီနေ့လာ join ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်တီချာသမီးလေးအင်္ဂလိပ်စကားပြောလဲအရန်တိုးတက်လာတဲ့အတွက်တီချာတို့သင်ကြားမှုတွေအားလုံးကျေးဇူးတင်ပါတယ်တီချာ ဟုတ်ကဲ့ပါရှင်ဝတ်တန်ဒါဆိုလို့ရှိရင်ဒီချာတို့နောက်တစ်ခါเนาะ parenting meeting ပြန်တွေ့ကြပါမယ်เนาะ bye bye teacher thank you teacher